ဟုတ်ကဲ့မင်္ဂလာပါရှင် မင်္ဂလာပါရှင် ကဲဒီနေ့ကကြတော့ကျွန်မကဒီ profile လေးတွေကနေပြီးတော့ကြတော့ကျွန်မတို့တောင်သူဦးကြီးတွေအတွက်လာပြီးတော့အခွင့်အရေးခွင့်လန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဝင်ကြည့်နေတဲ့ညီကိုမောင်နှမတွေရှိတယ်ဆိုလို့ရှိရင်ဒီ profile ကိုကြော်မသွားပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်မကအခုဆိုရင်ဟစ်ကူဒီကိုရောက်ရှိနေတာဖြစ်ပါတယ်ဘာလောက်လာတာလဲဆိုရင်ကျွန်မကမြေဩဇာနဲ့မျှဝေထားတဲ့သမီးလေးစီကိုဓာတ်ရိုက်လာပြီးတော့အခွင့်အရေးခွင့်လန်းကိုလာမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့သမီးမင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါရှင် ကဲဒါဆိုရင်ဒါကဘာဝမြေဩဇာ organic blood ဖြစ်တယ်ပေါ့နော်ဘယ်ကထွက်လဲဆိုရင် Robi Mo ကနေထွက်တယ်ကဲဒါဆိုရင်သမီးကနေပြီးတော့ဒီ Robi Mo ကနေထွက်တဲ့ဘာဝမြေဩဇာ organic blood ကိုဘယ်ကနေသိရှိပြီးတော့မှားယူသုံးစွဲလဲရှင့် TikTok ရယ် Facebook ကရယ်သမီးရဲ့မိမိနဲ့စားတွေ့ပြီးတော့သမီးသုံးဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါဖြိုးဖြိုးကိုယ်တိုင်ကလည်းဒီစီးပွားရေးခွင့်ခွင့်လန်းကနေပြီးတော့ product တွေကိုတစ်မျိုးသုံးပြီးတော့အခွင့်အရေးခွင့်လန်းကောင်းတွေကိုရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကိုယ်တိုင်လည်းမြန်မာပြည်မှာဆိုရင်တောင်သူကြီးရဲ့သမီးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီသမီးလေးကကြတော့အခုကလက်ရှိထိုင်းနိုင်ငံမှာနေတယ်ဒါဖစ်ပူလီကိုရောက်ရှိနေတယ်ပေါ့နော်သမီးလေးကသူ့ရဲ့တထေးအတွက်သူကနေပြီးတော့လဲကိုသုံးမှာဖြစ်တယ်အဲ့ဒီအချိန်မှာသုံးတဲ့အခါကျတော့သူအစမ်းသုံးလိုက်တဲ့အခါမှာဘလောက်မှမကြသေးပဲဒီမှာကြည့်တပတ်ကြောအတွက်မှာအရန်ကိုကောင်းဝင်တဲ့စဘာကင်ကြီးဖြစ်လာတယ် ဟုတ်ပါတယ် အရင်တော့ကဆိုသမီးဒါဘာဖြစ်လဲနီတိုဝင်တာ ဟော ဟုတ် ဒီဝင်နေပါတယ်ရှင်ဘာနီတိုဖမ်းနေပါတယ်ရှင်ဒါကြောင့်အဲ့တော့သမီးဒါလေးကိုယူသုံးတာပါရှင် ဒါဆိုလို့ရှိရင်ဒါသူကိုယ်တိုင်ဖြန်းပေးခြင်းဖြစ်တယ်လက်တွေ့ပေါ့နော်တချို့ဆိုလို့ရှိရင်နင်းတို့မြေဩဇာကတကယ်ကိုရောအစမ်းတက်လာအစင်ရောပြေလာမေးတယ်ပေါ့နော်ဒါသမီးလေးကိုယ်တိုင်ဒီလေကိုဖြန်းထားပြီးတော့ကြတော့သူကိုယ်တိုင်သုံးဆွဲတာဖြစ်တယ်ဒါပေမဲ့ तू ကဒီနိုင်ငံရင်မှာမဟုတ်ဘူးနော်မြန်မာပြည်မှာဆိုလို့ရှိရင်လေညီကောင်မောင်နှမမိတ်ဆွေတငယ်ချင်းတို့အနေနဲ့ဒီ profile ကိုမြင်ပြီးကြည့်ပြီးဆိုလို့ရှိရင်အဆုံးထိအောင်ကြည့်သွားဘာဖြစ်လို့လဲဆိုတော့သမီးလေးကိုယ်တိုင်ကမြန်မာပြည်မှာဆိုဘယ်ကလဲနည်းနည်းမိတ်ဆက်ပေး နေပြီးတော့ပါရှင်နေပြီးတော့တက်ကုန်းတစ်ပြေကုန်းရွာကပါရှင် ကဲနေပြီးတော့တက်ကုန်းမှာလဲသူကိုယ်တိုင်ကနေပြီးတော့ဒီတဘာဝမြေဩဇာ organic blood ကိုထိုင်းနိုင်ငံမှာသုံးတာကောင်းတဲ့အပြင်မြန်မာပြည်မှာလဲတောင်သူလုပ်တယ်အဲ့ဒီလိုလုပ်တဲ့အချိန်ကျတော့သူကမြန်မာပြည်ကနေသုံးရင်နဲ့သူ့ရဲ့ညီကိုမောင်နှမဆွေမျိုးတွေကလည်းတီးသွားတဲ့အခါမှာအခုဆိုရင်သမီးလေးကိုယ်တိုင်ဖိပူလီမှာလေကင်းကိုသုံးတဲ့အပြင်ကိုရဲ့မြန်မာပြည်မှာသုံးပြီးတော့ကျတော့အခုနောက်ထပ်ဒီတစ်ပတ်ဘူးဘလောက်ပို့မလဲ ဘူး12ဘူးပို့မှာပါရှင် အဲ့ထက်မှပြီးတော့ဆန်နဘူးပို့မယ်ပြီးလို့ရှိရင်ဒီ profile ကိုကြည့်နေတဲ့ညီကိုမောင်နှမတွေဒီလေကင်းတကင်းနေမဟုတ်ဘူးနော်ဟိုဘက်မှာအနံထက်နေတဲ့အခင်းတခင်းလည်းရှိတယ်ပြီးရင်ဒီ profile လေးတွေကနေပြီးတော့ကြတော့နောက်ထပ်စဘာခေအကောင်းတွေကိုသမီးလေးကိုယ်တိုင်ကသူ့ရဲ့တထေအခင်းကိုလည်းသူကိုယ်တိုင်သုံးဆွဲတယ်မြန်မာပြည်မှာဆိုရင်လည်းနေပြီးတော့တက်ကုန်းတပြေကုန်းရွာကဖြစ်တယ်သမီးလေးကဒါဆိုရင်စိုက်ပျိုးရေးအနေနဲ့သုံးဆွဲခြင်းနဲ့ဆိုလို့ရှိရင်သမီးလေးရဲ့ TikTok အကောင့်သမီးလေးရဲ့ဖုန်းနံပါတ်ကိုလည်းဆက်သွယ်လာလို့ရတယ်လို့ကျမတို့ရဲ့ profile ကိုကြည့်နေတဲ့ညီကောင်မတို့ကျမရဲ့ TikTok အကောင့်ကျမရဲ့ Facebook အကောင့်ဖုန်းနံပါတ်ကတော့ကျမရဲ့ဖုန်းနံပါတ်ကတော့3982359696ကိုဆက်သွယ်ပြီးတော့ကျမတို့တွေနဲ့အတူတူစီးပွားရေးလည်းရဝင်လည်းတို့တီးနှံနေအထွက်တိုးပြီးတော့ဆက်သွယ်လာလို့ရပါတယ်အားလုံးကိုကျမတို့ရဲ့ organic နဲ့အားလုံးကို nutrient နဲ့ကြိုးစားပါတယ် ပါတယ်ရှင်